ကိုနေ့က TikTok ပုတ်တော့ကွာအဲ့လိုမျိုး TikTok မှာတွေ့တာခစ်စားနေရတယ်မှားလိုက်တာဒီဥစ္စာရဲ့ကျွန်တော်ပြီးလဲပြီးတော့ဒီခပတ်ရဲ့ပြီးလဲပြီးတော့ဒီဟာရဲ့ဘာထူးခြားလို့လဲဆိုတော့လာကြည့်ပြဘာထူးခြားလို့လဲဆိုတော့ဒီလိုမျိုးလေးဒီကောင်ကဒါကတော့ APC ဆိုပြီးတော့သူက customize လုပ်ခိုင်းလာဆိုတော့ဒီလိုမျိုးဒီမှာပတ်စံထည့်လို့ရမယ်ဒါပဲပတ်စံထည့်လို့ရမယ်ပြီးလဲပြီးတော့ဒီမှာကျတော့ပုံမှန်ဆိုရင်တော့ဟုတ်စာထည့်တယ်driving license ရယ်Alibaba ကတ်ထည့်တယ်ပြီးတော့ဒီမှာဆိုရင်တော့မှတ်ပုံတင်ထည့်တယ်အခုကတော့တန်များထည့်ပြထားတယ်ဒါလည်းတစ်ခါလေးထည့်ဒါလည်းVR plane တွေပါဖောက်ဖို့ပေါ့ပြီးလဲပြီးအမှန်တကယ်ဆိုတော့ဒီကောင်ကဒီနားလေးမှာအဲ့လိုမျိုးတန်လိုက်လေးနဲ့သို့မဟုတ်နှိပ်စီလေးနဲ့သူကတ်ခိုင်းလို့ရဒါပေမဲ့အဲ့လိုပပလေးပဲလိုချင်လို့ပေါ့နော်အဲ့တော့ဘာမှမထည့်ပဲနဲ့ဒီလိုမျိုးလေးပဲလုပ်တယ်ဒါဆိုတော့ဒီလိုမျိုးခပ်ပလေးပဲဆိုတော့ထားကြတယ်ဆိုတော့ဒီလိုဖွင့်ဒီမှာပတ်စံ10ရွက်20လောက်ထည့်လို့ရတယ်ဆိုတော့အဲ့လိုပုံစံလေးပေါ့နော်ဒါလေးကိုTikTok မှာတွေ့နေရတယ်နဲ့ထားကြလို့အဲ့လိုမျိုးမှားလိုက်တာဆိုတော့ဒီကောင်နဲ့ဒါပေမဲ့ဒါမှာတခုတည်းနဲ့အားမရလို့အဲ့မှာအဲ့ကောင်နဲ့အယောင်တူခပတ်လေးပါလုပ်ပေးပါဆိုပြီးတော့ခပတ်လေးပါcustomize မှာလိုက်တယ်ဒီမှာကြည့်ခပတ်မှာဆိုလဲဒီမှာကြည့် APC ဆိုတာပါတယ်ခေါ်ရလားပြီးလဲပြီးတော့ तू ကကြီး तू ဒီခေါင်းကိုလည်း customize မှာလို့ရတယ်ကြီးခေါင်းဘာညာကွီကွာပေါ့နော်မှာလို့ရတယ်ဆိုတော့ကိုရဲ့တက်မလားဒီပတ်စံအိတ်လေးနဲ့ဒီခပတ်လေးနဲ့ဟိုအဲ့လိုမျိုးစင်တူလေးဖြစ်အောင်အဲ့လိုမျိုးအယောင်ဥစားပေါ့အယောင်တူလေးလုပ်ပေးပါပေါ့နော်ဆိုတော့လေသာသားတူသုံးပါအဲ့ဆိုလေသာသားတူလေးသုံးပေးပါလို့ပြောလိုက်တာဒါပေမဲ့အဲ့ကိုရအမှဒါကကြတော့လက်ဆောင်ဆိုပြီးထည့်ပေးလိုက်ဒါကြောင့် key chain ဒါ APC ဆိုပြီးတော့ဒီမှာလည်းပါတယ်ဆိုတော့key chain ရယ်အလောင်းကခပတ်ရယ်ပတ်စံအိတ်ရယ်ပေါ့ဆိုတော့ဒါဈေးကြီးကတော့ဒီထဲမှာဈေးကြီးဆုံးကတော့ခပတ်ပဲခပတ်က3သိန်းဝန်းကျင်လောက်ရှိတယ်တိတ်နည်းနည်းတောင်ကြော်မလားမသိဘူးဈေးတောင်အတိအကျမသိတော့ဒီကောင်ကတော့နည်းနည်းဈေးချိုတယ်ဆိုတော့အမှန်တကယ်ဒီကောင်အဓိကလိုချင်တာဒီကောင်လေးကသိရမလားအခုနောက်ပိုင်းအဲ့ဒါ minimalist style ထားကြဆိုတော့ဒီကောင်လေးသုံးကြည့်နေအဆင်ပြေတယ်ဘာလို့လဲဆိုတော့မြန်မာနိုင်ငံမှာသိရမလားပတ်စံတွေအများကြီးယူသွားလို့ကလည်းအဆင်ပြေတဲ့ဟာတွေရှိတယ်အဆင်မပြေတဲ့ဟာတွေရှိတယ်အဲ့တော့ကျွန်တော်ပတ်စံများများသုံးရမယ့်နေရာမှာဆိုရင်KP နဲ့ထုတ်ရှင်းလိုက်တယ်ပုံမှန်အားဖြင့်နည်းနည်းပါးပါး cash ပေးရမယ်ဆိုရင်ဒီတွေကနေပြီးတော့ပေးလိုက်တယ်ဆိုတော့လာပြတာ see you